Hello အားလုံးပဲမင်္ဂလာပါရှင်အငုံရဲ့တငယ်ချင်းတွေကညနေပိုင်းကိုဘားလေးထိုင်နေတယ်ဆိုတာနဲ့အငုံတို့မန္တလေးကလူငယ်တွေအမြဲတမ်းထိုင်နေကြဖြစ်တဲ့ budget တရားခွန်ဆိုတဲ့ဆိုင်လေးကိုငေါခေါ်သွားမှာဖြစ်ပါတယ်ဒီ budget ဆိုင်လေးကတော့ပင်းဆိုင်ကတော့မဟာမြိန်မှာရှိပြီးတော့အခုဒီဆိုင်လေးကတော့68တရားခွန်108ကြားမှာရှိပါတယ်အငုံတို့အဖွဲ့ကအတောက်တလိုင်းနေမဟုတ်ဘဲနဲ့အစားတလိုင်းနေလည်းဖြစ်တဲ့အတွက်စားစရာတွေကိုလည်းဆိုင်မှာရှိရဲကောင်းမေးဆိုတဲ့ menu တွေကိုပဲအငုံအကုန်လုံးမှာထားလိုက်ပါတယ်အငုံမန်းလေးပြန်ရောက်တိုင်းဒီ budget ဆိုင်လေးကိုဘာလို့ထိုင်ပြလဲဆိုတော့လေကော့တေးဆိုရင်အငုံကအဝင်ဆိုရင်လုံးဝမကြိုက်ဘူးဒီ budget ဆိုင်ရဲ့ signature ကော်တီးတွေကကြတော့လေချူချူမွမွလေးတွေနဲ့အရန်ကိုတစ်ခွက်တောက်တစ်ခွက်ထိထိရောက်ရောက်နဲ့ကိုတောက်လို့ကောင်းတဲ့အတွက်ဒီတစ်ခေါက်လေအငုံတငယ်ချင်းတွေကိုကြိုက်သွားစီအောင်လို့အငုံကခေါ်လာခဲ့တာပေါ့နော်ဒီဆိုင်မှာလေကော်တီးတင်ကောင်းတာမဟုတ်ဘဲနဲ့လေစားစရာအမီးတွေကလည်းအကုန်လုံးကောင်းတယ်ဒီတစ်ခေါက်ဆိုရင်ပို့ပြီးတော့စုံတာကလေစကိုင်းလက်ရအတုပ်စုံနေရောပြီးရင်ကင်းစုံနေဆိုလဲအရန်တန်တယ်ငုံစားနေတာကတော့ပြောင်းမှုကြော်ပေါ့နော်ပြောင်းမှုကြော်လေးဆိုလဲကျွတ်မွပြီးတော့တကယ်ကိုအမီးအနေနဲ့လိုက်ဖက်တဲ့ menu လေးပေါ့နော်လို့အဲ့လိုမူးပြီးဆိုရင်ရှောက်စော့တက်တဲ့တငယ်ချင်းတွေအတွက်လည်းဒီဆိုင်ကအကျယ်ဝင်းလေးရောဝိုင်းနေရလေကျေတာဖြစ်တဲ့အတွက်လွတ်လွတ်လပ်လပ်နဲ့တငယ်ချင်းတွေ AC ချေးလို့ကောင်းသလိုပြီးတော့လည်းအငုံတို့သွားတော့ဆိုရင်အမှ step party လောက်တာမျိုးတွေလည်းတွေ့ရပေါ့နော်ပျော်ပျော်ပါးနဲ့ AC နေလို့ကောင်းတဲ့ဆိုင်လေးပေါ့နော်ငုံအဲ့ဒီကစားခဲ့တဲ့ညတွေမှာအကြိုက်ဆုံးဟင်းရေပေါ့နော်ကြက်တောက်ဆန်းမှာချင်းချင်းဆက်ဆက်ထိထိမိမိနဲ့တော်တော်လေးကိုစားလို့ကောင်းတယ်ပေါ့နော်ဘတ်ဂျက်တရားခွန်ရောက်ရင်မှာကိုစားတဲ့ menu လေးပေါ့နော်ဒီဘတ်ဂျက်ဆိုင်ကလေအမီးအနေနဲ့ပဲစားလို့ရတဲ့အကင်တွေထင်ပဲရှိတာမဟုတ်ဘဲနဲ့တခြားဝမ်ပိုးရှင်းတွေထမင်းနဲ့တွဲစားလို့ရတဲ့ဟင်းတွေရောအတုပ်စုံတွေပြီးရင်တခြားတောက်စရာဟင်းရည်လေးတွေရောပေါ့နော်အဲ့လိုအစုံရှိရဖြစ်တဲ့အတွက်မိသားစုလိုက်လာပြီးတော့မတောက်တတ်တဲ့သူတွေအတွက်ပါဒါစားလို့ရတဲ့menu လေးတွေအစုံရှိရတဲ့အတွက်ပို့ပြီးတော့အဆင်ပြေပါတယ်အတုပ်စုံလေးဆိုလဲလေလုံးဝအညာရတာလေးနဲ့ဟိုမှာတော်တော်လေးစားလို့ကောင်းတယ်ပြီးရင်စိတ်ထောင်းအရန်ကောင်းတယ်အခုလိုမျိုးလူစားရလာအောင်ကောင်းပါတယ်နောက်ထပ် budget တရားခွန်ရဲ့ထူးခြားတာလေးကတော့သူကဒီဆိုင်မှာလာထိုင်တဲ့သူတိုင်းကို45မိနစ်တစ်ချိန်အခုလိုမျိုး signature ကော်တီလေးတွေကိုအဲ့လိုပွန့်ပွန့်မိပြီးဆိုတာနဲ့တဆိုင်လုံးရှိသမျှလူတိုင်းကိုတစ်ခွက်စီ free လိုက်တိုက်တဲ့အစီအစဉ်လေးပါအခုလို free တိုက်တာနဲ့ထင်အောင်တော်တော်လေးတန်နေပါပြီသူ့ရဲ့ signature ကော်တီလေးကလည်းအရန်အဝင်မစိုးပဲနဲ့တော်တော်လေးတောက်လို့ကောင်းပါတယ် free ဆိုတော့ပို့ပြီးတော့တောက်လို့ကောင်းခဲ့တယ်ပေါ့နော်ဘော်ရာတွေအားလုံးချီးရပါဝိုင်းနိုင်လိုက်ချပြီးဆိုမှအားလုံး cheers လို့အော်မှတာအကုန်လုံးတူတူတောက်ရတာပေါ့နော်သူကအခုဆိုင်ရဲ့ decoration လေးကိုလည်းအဲ့လို platform လေးတွေမှတ်တိုင်လေးတွေလည်းလုပ်ပေးထားတဲ့အတွက်အဲ့လိုအမိုက်စား outfit လေးတွေဝတ်လာပြီးတော့လည်း photo လေးရိုက်လို့ရတယ်ပေါ့နော်ငုံတို့အဖွဲလိုက်ကတော့ဆိုင်မှာတော်တော်လေးတောင်းချမ်းခဲ့ပါတယ်သူစီကအစားတောက်လေးတွေနဲ့တောက်စရာတွေအကုန်လုံးကလည်းဆိုင်နာမည်ရဲ့ budget ဆိုတဲ့အတိုင်းပဲဈေးတွေကလည်းမကြီးပဲနဲ့ဈေးတွေကလည်းတန်နေအရသာတွေလည်းတကယ်ကိုထိမိရဲ့အတွက်အစားတလိုင်းတွေအတွက်ကောအတောက်တလိုင်းတွေအတွက်ကောကတော့အကုန်လုံးအဆင်ပြေပါတယ်မန္တလေးကလူငယ်တော်တော်များများကတော့ budget ဆိုင်ဆိုရင်မသိရသူရှားတဲ့လောက်ပဲပေါ့နော် budget လည်းဆေးဖြစ်တဲ့လူငယ်တွေအတွက်တက်နိုင်တဲ့ဈေးနှုန်းလေးတွေနဲ့ဆိုတော့ဒါလူငယ်တိုင်းကြိုက်တဲ့ဆိုင်လေးပေါ့နော်မထိုင်ဘူးသေးဘူးဆိုလည်းဒီ budget ဆိုင်လေးမှာထိုင်ကြည့်ဖို့အတွက်အကောင်က recommend ပေးပါတယ် budget မဟာမြန်ကကြတော့မြို့တွေကလူတွေအတွက်ပို့ပြီးတော့အဆင်ပြေတယ်လို့ budget တရားခွန်ကတော့မြို့သစ်ကလူတွေပြန်ရမှာမခတ်တော့ဘူးပေါ့နော်တရားခွန်မှာဆိုတော့ပို့ပြီးတော့နီးလဲနီးရအဆင်လဲပြေပါတယ်ဆိုတော့ငုံလဲနောက်ထပ် vlog တွေမှာဘယ်လိုသွားပြီးတော့ဘာကြီးစားပြအောင်လဲဆိုတော့အားလုံးပဲစောင့်ကြည့်ပေးကြပါဦးနော်ခုတော့အားလုံးပဲတတား